အားလုံးမင်္ဂလာပါကြော် TV တို့မှာတော့ GTA 5ကို mission တွေနဲ့ဆော့ရတာမကြိုက်ဘူးဆိုတဲ့ brother တွေနဲ့ပထမပိုင်း mission မှာတင်ဂိမ်းကထက်ပြီးတော့ထွက်သွားတယ်ဆိုတဲ့ brother တွေအတွက် all mission complete save file ထည့်တဲ့နေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ် brother က GTA 5ကိုဝင်လိုက်တဲ့ emitter နဲ့ဆော့နေတာဖြစ်ဖြစ် game HUB emitter နဲ့ပဲဆော့နေတာဖြစ်ဖြစ်ဒီ save file ထည့်တဲ့နေကတော့အတူတူပါပဲဒီ save file ထည့်လိုက်လို့ရှိရင် game ထဲမှာပါသမျှ mission တွေအကုန်လုံးကပြီးတော့မှာဖြစ်လို့ story line နဲ့ဆော့ကျင်တဲ့ brother တွေဆိုရင်တော့ဒီ save file ကိုထည့်မဆော့သေးချင်ပါဘူးဒီ file ကဘယ်သူတွေအတွက်လဲဆိုရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ mission တွေနဲ့မဆော့ဘဲနဲ့မြေပုံအကျဲထဲမှာရှောက်ပတ်ပြီးတော့တောင်းကျမ်းပြီးဆော့ကျင်တဲ့ brother တွေရဲ့ကိုယ့်ဟာနဲ့ကိုယ် game ကို customize လုပ်ပြီးတော့ menu file တွေထည့်ပြီးတော့ဆော့ကျင်တဲ့ brother တွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီ video မှာတော့ all mission complete save file ထည့်တဲ့နည်းတည်တံပဲပြပေးသွားမှာပါကျွန်တော်နောက် video ကျမှ menu file ထည့်တဲ့နည်းပြမယ်ပေါ့နော်နှစ်ခုလုံးကိုတစ်ပြိုင်တည်းပြလိုက်လို့ရှိရင် brother တို့မျက်စိလဲသွားမှာဆိုလို့ပေါ့နော် brother ကအခုမှစပြီး GTA 5ကိုဖုန်းပေါ်မှာဆော့ကြည့်မှာဆိုရင်တော့ကျွန်တော် GTA 5ကိုဖုန်းပေါ်မှာဆော့နီး video တင်ထားပေးရရှိပါတယ်အဲ့ဒါလေးအရင်သွားကြည့်လိုက်မယ်ပေါ့နော်save file ကကျွန်တော်ရဲ့ Telegram channel မှာတင်ထားပေးပါတယ် file size ကတော့ 3MB ဝန်းကျင်ပဲရှိပါတယ်အဲ့ဒါလေး down ပြီးသွားရင်တော့ zip ဖြည့်လိုက်ပေါ့နော် zip ဖြည့်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်နဲ့အတူ file ထည့်တဲ့နည်းကိုတစ်ဆင့်ချင်းကြည့်လိုက်အောင်ပါပထမဆုံးကျွန်တော် down ထားတဲ့ all mission complete zip file ကိုကျွန်တော်တို့zip ဖြည့်မယ်ပေါ့နော်တစ်ချက်နှိပ်မယ်ပြီးတော့ extra here နဲ့ကျွန်တော် zip ဖြည့်လိုက်မယ်ပေါ့နော်ဒီမှာ amount s ဆိုတဲ့ folder လေးထည့်ရလာပါပေါ့နော် okay အဲ့ဒါလေးရလာပြီဆိုရင်တော့ကျွန်တော်တို့ဒီဝင်လိုက်တာတွေကိုသွားမယ်ပေါ့နော် okay ဝင်လိုက်တာတွေရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီထဲကိုဝင်လိုက်မယ်ပေါ့နော် container တွေကိုဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ GTA 5ကိုကျွန်တော်တို့ဒီအထဲကိုဝင်လိုက်မယ်ပေါ့နော် GTA 5ကိုဝင်နေဆိုတာကျွန်တော် ဆော့မဟုတ်ပေါ့နော်ဒီ loading screen ပေါ်လာအောင်ပေါ့နော်ဒီ loading screen ပေါ်လာကြမှာကျွန်တော်တို့ရဲ့save file ထည့်ရမယ့် folder လေးကပေါ်လာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီ GTA 5ကို loading screen ရအောင်ကျွန်တော်တို့အရင်စောင့်လိုက်မယ်ပေါ့နော် okay အခုလို loading screen ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ထွက်လိုက်မယ်ပေါ့နော် back လုံးနဲ့ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ container တွေကိုပြန်ဝင်လိုက်မယ်ပေါ့နော် okay ကျွန်တော် container တွေရောက်ပြီဆိုရင်ကျွန်တော်တို့ခုနကdown ထားတဲ့ဒီ all mission complete save file ပေါ့နော်အဲ့ဒါက D ဆိုတဲ့ folder လေးထဲမှာပေါ့နော်ကျွန်တော်ကတော့ PC game ဆိုတဲ့ folder လေးထဲမှာထည့်ထားတယ် brother တို့လည်းအဆင်ပြေတဲ့ folder လေးတွေထည့်ထားပါတော့ကျွန်တော်ဒီထဲကိုဝင်လိုက်တယ်ပြီးတော့ဒီ amount s ဆိုတဲ့ folder လေးပေါ့နော်အဲ့ထဲကိုဆက်ဝင်ပြီပေါ့နော်ဝင်ပြီးတော့ဒီအပေါ်ဆုံးဟာလေးပေါ့နော်2.1593ညဆိုတဲ့ဟာလေးကိုကျွန်တော်တို့လက်နှစ်ချောင်းနဲ့ထောက်လိုက်မယ်ပြီးတော့ COPY copy ဆိုတဲ့ဟာကိုယူလိုက်မယ်ပေါ့နော် copy ယူပြီးရင်ကျွန်တော်ဒီဘက်မှာ C ဆိုတဲ့ရှိရပေါ့နော် C ဆိုတဲ့ထဲကိုသွားမယ် C ဆိုတဲ့ထဲကကျွန်တော်တို့ program data ပေါ့နော်အဲဒီထဲကဒီ social class ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ best ကိုချလိုက်လို့ရပြီပေါ့နော်အဲဒီမှာဆိုရင် yes အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရောက်သွားပြီပေါ့နော် file ထည့်လို့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ game ထဲကိုတစ်ချက်ဝင်ကြည့်မယ်okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ save data ထည့်တာအောင်မြင်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ character တွေလည်း change ရင်ကျွန်တော်တို့ change လို့ရတယ်ပေါ့နော် okay save data ထည့်တဲ့နေရာတော့ဒီလောက်ပါပဲအားလုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်Well, beats being shot by a dick with a crossbow.
is bullshit. Shit! You fucking idiot! Get the fuck out of here! What the hell? Damn!